Hello, welcome back to ရွှေပြူ Talent အားလုံးပဲမင်္ဂလာပါဒီ vlog လေးကတော့ဒီဇင်ဘာလရောက်တိုင်းပြုံးလုံးကိုတွားကျင်စိတ်တွေတပွားပွားပေါအောင်ဆွဲဆောင်ပေးနေတဲ့ပန်းပွဲတော်ကိုတွားရောက်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်တနစ်ပတ်လုံးပင်ပန်းခဲ့သမျှကိုကုသဖို့အကောင်းဆုံးနေရာလေးပေါ့နော်ဒီမြို့လေးကနာမည်ကြားရုံနဲ့အပူပိုင်းဒေတာကဥမာကျမတို့လူမန်းလေးသူလေးတွေကိုအေးမြစေတဲ့မြို့လေးလို့ပြောရင်လည်းပုံမှန်မထင်ပါဘူးရှင်ဒီနှစ်ပန်းပွဲတော်မှာတော့အရင်နှစ်တွေကနဲ့မတူတဲ့ပန်းပြခွက်ပုံစံမျိုးတွေကိုပြသထားပြီးတော့ຫນွေမိုးဆောင်ရာသီအလိုက်ဖူးပွင့်တဲ့ပန်းမျိုးစိတ်ပေါင်း40ခန်းကိုစိုက်ပျိုးပြသထားတယ်လို့ဆိုပါတယ်လူကြိုက်အများဆုံးနဲ့ဒီဖိုတိုပွိုင်းကတော့အဝင်ဝကဒီလီလီပန်းအကြီးကြီးတွေနဲ့ကနမာပန်းဖြူဖြူလုံးလုံးကြီးတွေပေါ့နော်ဒီနေရာမှာလူတွေကအများကြီးတိုးဝေပြီးတော့ဓာတ်ပုံလေးရိုက်နေကြတာပေါ့နော်အဲ့ထဲမှာကျွန်မလည်းတဦးပါဝင်ပေါ့ရှင်ဒီလီလီပန်းတွေမှာအယောင်လိုက်အတိတ်ပဲလည်းရှိနေပါသေးတယ်အဝါရောင်လီလီပန်းကတော့ခင်မင်မှုနဲ့ပျော်ရွှင်ခြင်းကိုကိုစားပြုပြီးတော့ပန်းရောင်လီလီပန်းကတော့လှပခြင်းနဲ့ရှင်ပြိုင်ခြင်းကိုကိုစားပြုတာဖြစ်ပါတယ်ဆိုတော့အတိတ်ပဲလည်းရမ်းရှိသလိုအနက်တွေကလည်းအရန်ကိုမှုေးပါတယ်ပြီးတော့ဒီကနမာပန်းတွေပေါ့နော်ဖြူရွနေရပဲပေါ့နော်ချစ်စရာလေးအဲ့လိုလုံးလုံးဖောင်းဖောင်းလေးဆိုတော့လေအဲ့လိုမထီရဲ့မကန်ရဲ့ပေါ့နော်ပန်းလေးဆိုတော့လေအရန်ကန်လည်းနွမ်းသွားမှလည်းဆိုရဲတော့အဖွားဖွားလေးပေါ့နော်အရန်လေးထိကြည့်ခြင်းနဲ့အဲ့လိုပုံစံမျိုးလေးပေါ့နော်အရန်လှပါတယ်ဖြူလွှနေပြီးတော့သဘောကျစရာတွေပေါ့နော်ပြီးရင်ဓာတ်ပုံရိုက်ရင်လည်းဓာတ်ပုံထဲမှာဆိုလို့ရှိရင်ဖြူဖွေးပြီးတော့တကယ်ကိုဒါ supporting ကောင်းတဲ့အရာတစ်ခုအနေနဲ့ဒါပန်းလာလေးရပန်ဖို့ပေးနေမှာဖြစ်ပါတယ်ရှင်ဒီပန်းဝင်ကဘာထဲမှာဆိုလို့ရှိရင်ဒါလူကြီးလူငယ်မရွေးအရန်လဲသဘောကျကြတယ်ပြီးတော့ရုံမထွက်နိုင်ကြဘူးပေါ့နော်ဝင်ကဘာထဲမှာဟိုဘက်ဝင်ကဘာဝင်လိုက်ဒီဘက်ဝင်ကဘာဝင်လိုက်ပေါ့နော်ဒါကတော့ပန်းတွေကိုလက်ညှိုးထိုးထိုးနဲ့အရန်ကိုသဘောကျနေရမိမိပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ကန်တော်ကြီးရဲ့မှာရှိတဲ့ဒါပွဲခင်းချင်းပြသထားတဲ့ပုံကိုအားလုံးပတ်လည်းရိုက်လာတဲ့ပုံလေးပဲဖြစ်ပါတယ်လူတွေလည်းအများကြီးလာကြပေမဲ့ကြက်နေရလို့မခံစားရအောင်ဘာလို့လဲဆိုတော့ကန်တော်ကြီးကလည်းအရန်ကျဲဒါပေမဲ့လူတွေလည်းအရန်များသလိုမျိုးဒီအေဂျင့်မှုအရာသာကိုလည်းအပြည့်ဝရပြီးတော့ relax ကကောင်းကောင်းလုပ်လို့ရတဲ့နေရာလေးလို့ပြောလို့ရရပါတော့ဒီပန်းပွဲတော်ကိုတော့အားလုံးသိကြတဲ့အတိုင်းနှစ်စဉ်ဒီဇင်ဘာလမှာကျင်းပလေးရှိပြီးတော့ဒီနှစ်2025ခုနှစ်မှာတော့ဒီဇင်ဘာလ6ရက်နေ့ကနေဖွင့်ပွဲကျင်းပခဲ့ပြီးတော့ဒီဇန်နဝါရီလ4ရက်နေ့အထိပေါ့နော်တစ်လကြာကျင်းပသွားမယ်လို့သိရပါတယ်ဝင်ကြီးကတော့လူတအူးကို6000ကျပ်ပါရှင်အဲ့တော့ပန်းပွဲတော်ကဒီနေ့နဲ့ဆိုရင်18ကြိမ်မြောက်ရှိပြီလို့လည်းသိရပါတယ်9ရက်အတွင်းကိုလာရောက်လည်ပတ်သူကတော့6000ခန့်လောက်ရှိပြီလို့လည်းဆိုပါတယ်ဒီပွဲတော်ကာလအတွင်းမှာတော့နိုင်ငံကျော်ဒေသရှင်တွေရဲ့ဖျော်ဖြေတင်ဆက်မှုတွေပြီးတော့ဒေသအတွက်အယောင်ပစ္စည်းတွေပေါ့နော်ပြီးတော့စားတောက်ဆိုင်တွေနဲ့တခြားအစီအစဉ်တွေလည်းပြုလုပ်နေရလို့သိရရပေါ့နော်ဒါပေမဲ့ကျမတို့သွားတဲ့နေ့မှာတော့ဒီဒေသရှင်တွေကိုတော့မတွေ့ရဘူးပေါ့နော်သူကများသောအားဖြင့်တော့ပိတ်ရက်တွေမှာကျင်းပလေးရှိရလို့တော့ပြောရဲပေါ့နော်အဲ့ဒီတော့ဒီ ambulance ဆိုနေတဲ့သူတွေကိုတော့တွေ့ရဒါပေမဲ့တခြားသောဒီဖျော်ဖြေတင်ဆက်မှုကြီးကြီးမားမားတွေတော့မတွေ့ဘူးပေါ့နော်ဒါပိတ်ရက်တွေဆိုလို့ရှိရင်တော့ပို့ပြီးတော့ဖျော်ဖြေလေးရှိရလို့တော့သိရရပေါ့နော်အဲ့တော့ပန်းပွဲတော်ကိုဒီ2006ခုနှစ်ဒီဇင်ဘာလမှာစတင်ပြီးတော့ကျင်းပခဲ့တာဖြစ်တယ်။ရွေချက်ကတော့ဒီပန်းနဲ့ပေါ့နော်ဒီပန်းပင်တွေကိုအလှဆင်ပွဲတွေအဖြစ်လဲပြုလုပ်ချင်တာတကြောင်ပြီးတော့ပန်းစိုက်ပျိုးပွဲတက်ပညာတွေပြီးတော့အလှဆင်နည်းတွေကိုလည်းသင်ကြားနိုင်ဖို့ပေါ့နော်ပြီးတော့လက်ပတ်သူတွေကိုလည်းပျော်ရွှင်စေဖို့နဲ့ခရီးသွားလုပ်ငန်းကိုမြင့်တင်ခြင်းနဲ့ရွေချက်လို့လည်းသိရတယ်ပေါ့နော်။ပြုံးဝင်မျိုးလေးကိုမရောက်တာကတော့ဒါနှစ်ခွဲကျော်နှစ်နီးပါးလောက်တော့ရှိပြီပေါ့နော်ဆိုတော့ဒါဒီမျိုးလေးကအရင်လေးအေးချမ်းနေပြီးတော့လို့ရှိရင်လူတွေအားလုံးမှာတော့ဒါဒီနှစ်ပိုင်းတွေမှာအပူကိုစီနဲ့ဖြတ်တန်းနေရတာပေါ့နော်အဲ့တော့အမြဲတမ်းပူလောင်နေမဲ့အစားတစ်ခါလေးစိတ်ထွက်ပေါက်အနေနဲ့တစ်ခါလေးပေါ့နော်ဒီအပန်းဖြေတာကတော့အပန်းဖြေတင်တယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ပွဲတော်ကလည်းတစ်နှစ်မှတစ်ခါကြုံရတာဆိုတော့ဒီနှစ်ကဒါတငယ်ချင်းမိသားစုနဲ့လမ်းကြုံတော့ပေါ့နော်လိုက်လာခဲ့ပါတယ်ဆိုတော့ဒီမှာ
လို့ရှိရင်ဒီဘေးမှာလမ်းဘေးမှာရှိနေတဲ့ပန်းလေးတွေကလေဒီပေါ့နော်ဟိုဘယ်လိုပြောမလဲဂျပန်တို့ကိုရီးယားတို့မှာဆိုရင်အရန်ခစ်စားနေတဲ့ဒီစပနန်လိုပုံစံမျိုးလေးစပနန်တော့မဟုတ်ဘူးပေါ့နော်အဲ့ဒါလေးရဲ့ဓာတ်ပုံရိုက်လို့အရန်လာတယ်ပေါ့နော်အဲ့တော့အဲ့နေရာလေးတွေကိုလည်းရောက်လို့ရှိရင်ဓာတ်ပုံရိုက်ခဲ့ကြပါအဲ့တော့ဘေးမှာကတော့ဒါပြင်ဦးလွင်ကန်တော်ကြီးဂါရန်ရဲ့ပြရုပ်ဖြစ်တဲ့ဒါရေကန်ကြီးပေါ့နော်ဆိုတော့ဒီကန်တော်ကြီးလို့ပြောလိုက်ပြီဆိုလို့ရှိရင်တော့ပြင်ဦးလွင်မျိုးရောက်ရင်မဖြစ်မနေသွားလဲချတဲ့နေရာပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီတဘာဝကိုချစ်မြတ်နေတဲ့သူတွေအနေနဲ့လည်းဒီကန်တော်ကြီးရဲ့ရောက်သွားပြီဆိုလို့ရှိရင်လန်ဆန်တက်ကြွနေပြီးတော့စိတ်အေးချမ်းတယ်လို့ခံစားကြရတယ်ပေါ့နော်ဒီပန်းဝင်ကဘာကနေပြီးတော့လမ်းလျှောက်မယ်ဆိုလို့ရှိရင်ကိုအကျယ်ကြီးပဲပေါ့နော်ပန်း music တွေကလည်းအများကြီးပဲဘေးမှာရှိရယ်ပြီးတော့ဒါလမ်းမှာတော့ရေခဲမုံဝယ်စားခဲ့ပါတယ်ဆိုတော့အေးရဆိုမဲ့လည်းရေခဲမုံရဲ့ရတာကတော့စိတ်နေနဲ့ခေါင်းနဲ့ပေါ့နော်အဲ့တော့မမေကိုလည်းတစ်ခုဝယ်ကျွေးလိုက်ပါတယ်ဒါကတော့မင်းသမီးရေခဲမုံစားနေရဖြစ်ပါတယ်အဲ့တော့ဒါလလေးရှောက်ဆိုသဘောတွေကြာနေရပါတော့ပြီးတော့ဒီမှာဒီပြင်ဦးလွင်ဆိုရဲဆိုင်းဘုတ်လေးကိုနောက်ခံထားပြီးရိုက်လို့ရတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကတော့ဒီကန်တော်ကြီးကိုရောက်ရင်မဖြစ်မနေလာကိုလာကြတဲ့နေရာလေးဓာတ်ပုံရိုက်ကိုရိုက်ကြတဲ့နေရာလေးလို့ပြောလို့ရတယ်အနောက်မှာဆိုအဲ့ဒါငန်းလေးတွေပေါ့နော်ငန်းလေးတွေကဒီ၃កောင်အရေးကူးနေရပေါ့နော်အဲ့တော့ခဏနေကြလို့ရှိရင်တော့ငန်းလေးရိုက်ပြပါမယ်အနောက်မှာကဒါနှင်းမုံလေးမဟုတ်ဘူးနော်တကယ်လေးဘယ်လိုပြောရမလဲမို့လေးလားမသိဘူးလွင့်နေတာပေါ့နော်နှင်းလို့ပါလို့နဲ့အဲမှကြည့်ငန်းလေးတွေအမရေးကူးနေရပေါ့နော်ချစ်စရာလေးဓာတ်ပုံထဲမှာ background အနေနဲ့ရိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးလှပါတယ်အဲ့တော့သူတို့ကလည်းဒီပြင်ဦးလွင်လို့ပြောလိုက်ပြီးဆိုရနဲ့လေဒီဓာတ်ပုံလေးတွေမှာဆိုလို့ရှိရင်သူတို့ကလည်းဒါ model အဖြစ်အမြဲပါနေကြပေါ့နော်ဒါကလေငါးလေးရေးထဲမှာကူးနေရပေါ့နော်အပေါ်မှာတော့ဒါတိတ်လေးနေဆိုတော့လုံးဝပကြီးကားတစ်ချက်လိုပဲပေါ့နော်တတရီရပဲပြီးတော့ရာသီဥတုကလည်းလေမိုးလေးကအုံလိုက်ပြီးတော့နေလေးကပူလိုက်နေလေအဲ့တော့ဟိုနေပူလာတဲ့အချိန်မှာဆိုလို့ရှိရင်လေအေးလေးရတိုက်လိုက်နေဆိုတော့ဒါတောင်ပေါ်မျိုးလေးရဲ့အရသာကိုအပြည့်အဝခံစားလို့ရတဲ့နေရာလေးပေါ့နော်ဆိုတော့ဒီမှာလို့ရှိရင်လူတွေကစီစီကကကိုသွားလာနေကြတယ်ဒါပေမဲ့လည်းကြည်တို့မဟုတ်တဲ့အတွက်ပေါ့နော်ကိုလိုလူရှုပ်တာမကြိုက်တဲ့သူတွေကမှဒီနေရာလေးကိုသဘောကျရဲပေါ့နော်ဆိုတော့ကြည်ရတဲ့ရှုခင်းလေးတွေကလည်းဒါတက်ဝင်နေတဲ့ပကြီးကားတစ်ချက်လိုပဲပေါ့နော်ပန်းကလည်းမျိုးစုံပဲစိုက်ထားရဲပေါ့နော်ဆိုတော့ဒါကြည်ရတော့မန်းလေးကမန်းလေးသူမန်းလေးသားလေးပို့ပြီးများပဲထင်တယ်ပေါ့နော်အပူရှောင်ခြင်းတဲ့အတွက်ဒီမျိုးလေးကိုရွေးချယ်ကြအများဒီမှာလို့ရှိရင်ဒါမေးပယ်ပင်လေးထင်တယ်ပေါ့နော်အဲ့ပင်လေးကလည်းအရန်လာတယ်ချစ်ဖို့ကောင်းနေဆိုတော့အဲ့ချီတော့လမ်းအဝေးမလျှောက်ခဲ့တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီမန်းလေးကနေပြီးတော့နေချင်းပြန်လာရတာဖြစ်တဲ့အတွက်အချိန်ကအများကြီးမရတဲ့ခါကြပါလိအခုကဒီဇင်ဘာလဖြစ်တဲ့အတွက်ဒါ Christmas ကာလပေါ့နော်ဆိုတော့ Christmas tree အကြီးလည်းသူတို့လုပ်ထားပေးရယ်ပြီးတော့လို့ရှိရင်ပန်းတွေကလည်းမျိုးစုံပွင့်နေရပေါ့နော်ဒီဇင်ဘာလဆိုတော့အားလုံးတည့်ရတာအေးဆုံးလဖြစ်တဲ့အတွက်ပြုံးဝင်မှာရှိရဲ့အလှဆုံးဒါကပြုံးပန်းတွေရောဒါ Christmas ပန်းတွေပေါ့နော်အစုံစုံမှုပွင့်နေကြပါတယ်ဒါကတော့ပြန်ပြီးပဲဖြစ်ပါတယ်ဆိုတော့ကားရနာရဲ့နေရာပေါ့နော်ဒီနားမှာမုံတယ်လည်းစုံနေအောင်ရောင်းနေကြရဲအဲ့တော့ဘိုက်ဆဆာနဲ့အပြင်ထွက်လာပြီဆိုလို့ရှိရင်တခါတည်းစီးတိုင်းဒီမှာဝင်စားရုံပဲပေါ့နော်ဘွဲတော်ကာလာဆိုတော့0နည်းနည်းကြီးရပါတော့အိမ်ကနေပြီးတော့ထမင်းတုပ်လေးထုတ်ခဲ့ပြီးတော့ဒီကန်တော်ကြီးကားရနဲ့မှာစားလို့လည်းရပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တခဏတာစိတ်အေးချမ်းကြည်လင်သွားမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် bye bye see you in the next video